မပြောင်းလဲဖယားကလူမပြစ်ခင်မှလည်းကြာပြစ်တယ်အစမှလည်းရှိတယ်အဆုံးမှလည်းရှိတယ်အဲ့ဒါကြောင့်မို့ထာဝရဖယားသခင်လို့ခေါ်တာဖြစ်တယ်ဘာလို့ခေါ်လဲထာဝရဘုရားသခင်ထာဝရနော်အမြဲတမ်းမပြောင်းလဲတဲ့ထာဝရဖယားတွေရဲ့သခင်နဲ့ဖယားတော့ရှိတယ်အများကြီးရှိတယ်ဒါပေမဲ့အဲ့ဒီရဲ့အထက်ကရှိသေးတယ်ဖယားသခင်ကျမတို့ရဲ့အလုပ်ရှင်တွေနော်ကျမတို့ကျွန်တော်ကြောက်ရတဲ့နော်သခင်တွေနော်မရှိဘူးလားနော်အလုပ်ရှင်တို့သခင်လို့ခေါ်တယ်ကိုယ့်ထက်ကြီးတဲ့လူကိုသခင်လို့ခေါ်တာဖြစ်တဲ့အတွက်ဖယားတွေရဲ့သခင်ဖယားတွေအများကြီးမရှိဘူးလားရှိတယ်အဲ့ဒီဖယားတွေရဲ့ဘာလို့လဲသခင်နဲ့အခုကျွန်တော်တို့ကိုယ်ပဲဖယားကပါလဲဆိုထာဝရဖယားသခင်အားလုံးပြောကြည့်ရအောင်ထာဝရဖယားသခင်ဟုတ်ပြီကျွန်တော်တို့ကိုယ်ပဲတဲ့လူကနော်တေတဲ့လူလည်းမဟုတ်အသက်ရှင်တဲ့လူမနဲ့ရနဲ့နောင်ကာလမပြောင်းလဲတဲ့ဖယားထာဝရပိုင်ဆိုင်သောဖယားဖြစ်တယ်နားလည်တော့ဖျားရှင်ကောင်းကြည့်ပေးပါစေနော်အဲကြောင့်အထာဝရဖယားကနော်မမြင်ရဘူးဒါပေမဲ့မယုံကြလားယုံတယ်အဲကြောင့်မို့အဖယားကပထမဦးဆုံးနော်ကဘာဦးကျန်းထဲမှာကျမတို့နောက်ခါကျကျန်းစာဖတ်ချင်တယ်ဆိုကျမတို့အိမ်မှာလည်းရှိတယ်နော်လာလို့လည်းရတယ်ပထမဦးဆုံးကျမကိုပထမမိတ်ဆက်ပေးချင်တယ်ကျမကတော့နော်အခုချိန်မှာဒီကောင်းကော်ကျေးရွာဒီဘောလုံးပေးရှိမှာအောက်မှာဆဲလာတယ်နော်ကျမတို့ဖျားကြောင်ရှိပါတယ်လို့နော်အစားတုံးကတော့ရက်ကွက်ကိုလမ်းတယ်ရှက်မှာကျမတို့နေတယ်အဲ့ညနေသားတခင်ကဒီနေရာမှာပို့ဆောင်မှာဒေါခင်ဆန်းဝင်းရဲ့ချမ်းနော်ကျမတို့ဝယ်တာဖြစ်တယ်နော်သူနဲ့ဆိုဟိုကလေးကျမတို့တိခဲ့ကြတယ်သူချန်ဝယ်ရဲ့နဲ့အမအခုကျမတို့ဖျားကြောင်စောင့်နေဖြစ်ပါတယ်လို့နော်ဆိုတော့ဒီနေ့ကျမစီမှာစာအုပ်တွေပါတယ်လေ့လာချက်တဲ့လူရှင်လဲလာလို့ရပါတယ်ဆိုတော့အရာကျမနာမည်ကကျမချိန်လို့လဲခေါ်ပါတယ်လို့နော်ကျမကဒီနေ့ကျမကညငန်းနဲ့ဗမာတော့ထက်ကြီးပြင်းတယ်ဗမာတွေနဲ့ကျမလည်းတွဲခဲ့ကျမကအဖေလည်းဖုန်းကြီးဝတ်ခဲ့ဘူးတယ်အကိုကလည်းဖုန်းကြီးเจ้าမှာကြီးပြင်းကြတယ်ကျမလည်းเจ้าမှာမတက်เจ้าမတက်တာပဲအဲ့ဖုန်းကြီးเจ้าမှာမနေတာပဲရှိရဲ့အဲ့ဖုန်းကြီးเจ้าနာမှာကျမတို့မူလတန်းเจ้าရှိရဲ့ကျမတို့เจ้าပိတ်ပြီးဆိုရင်ဖုန်းကြီးเจ้าမှာသွားပြီးမှကျမတို့ကစားမှမုံနေစားကြတာတရင်ကျွတ်တွေ